ရွာအဝင်အနောက်ဘက်တွင်တစားစင်နာကအနာဂတ်သားကောင်းယတနာသမီးကောင်းယတနာမွေးထုတ်ပြီးရာကျောင်းတော်သားနဲ့အရှိဘက်ကိုမျော်လိုက်ပြန်တော့မိုင်းပြပြတောင်တန်းကြီးတွေဝင်းရံခလို့လွမ်းမောပွေထန်းတော်ရဲ့ညာစင်းရောင်လဲခွင်းတွေရဲ့သသွင်းသွင်းစီးဆင်းနေတဲ့စမ်းချောင်းကလေးရဲ့ဖြူလွှတ်လွှတ်ကံရည်ပြင်းရဲ့ဆန်းလဲတန်သသွင်းလွင်းနဲ့ကြီးညိုဝဲကောင်းလှတဲ့မြတ်သိမ့်နံဇီဒီတော်ကြီးရဲ့တရားဓမ္မနဲ့ရင်ကျေးလိမ္မာမွေးထုတ်ရာဘုန်းတော်ကြီးကျောင်းတွေနဲ့ဝန်းရံရှေ့သထားတဲ့မန္တလေးတိုင်းဒေသကြီးဝမ်းတွင်မြို့နယ်ရေတွင်အုပ်စုမကြီးတော်ကျေးရွာလေးပဲဖြစ်ပါတယ်ခင်ဗျာတဘာဝတရားရဲ့လက်ရမြောက်ရှေ့သထားတဲ့ပကြီးကားတစ်ချက်ပမာမကြီးတော်ရွာရဲ့အလှဟာမြင်ရသူတိုင်းအဖို့စိတ်ဘဝင်မှာရွှင်လန်းအေးချမ်းစီမှာအမှန်မှုလမ်းကြုံရင်ဖြင့်တစ်ခေါက်တစ်ခါအရောက်လာကြဖို့ဖိတ်ခေါ်ပါရစေခမညာဟိုးအဝေးစီမျောကြည့်လိုက်ပြန်တော့လေပြာလဲလဲမိုးကုတ်ဆက်ဝိုင်းကြီးနဲ့တစ်ဆက်တစ်ဆက်တည်းထိဆက်နေတဲ့မိုင်းပြပြတောင်တန်းကြီးရဲ့စိန်ဆိုးဆိုးစဘာခင်းတွင်ရဲ့လေးပြေးလေးညင်းလေးများနဲ့ရင်းနှွဲ့စော်ကစားနေကြတယ်စိမ့်များများပြိုးပင်ပေါက်ကလေးတွေရဲ့အနုပညာရတမြောက်လာတဲ့ပကြီးကားတစ်ချက်ပမာตาယာလွမ်းမောပွဲကောင်းလာတဲ့မကြီးတော်ရွာရဲ့အလှကတော့စာဖွဲလို့ကုန်မင်မဖြစ်စဘာကင်းလဲခွင်းများအကြာလဲကသိန်းယုတ်ကလေးများကလည်းမြေပြင်မှာဆွဲထားတဲ့အကြီးစရာတယောက်ရဲ့အနုပညာကောက်ကြောင်းများပမာကွေးကောက်တွယ်တန်းလျက်ပေါ့မကြီးတော်ကျေးရွာရဲ့အသက်သွေးကြောလို့တင်စားရမယ်စမ်းချောင်းရည်လေးများသသွင်းသွင်းစီးဆင်းနေတဲ့အတန်ကလေးတဘာဝဂီတတီးခန့်ဖြောပြနေသည့်ပမာကောင်းမွန်စွာဖြန့်ကျက်ထားတဲ့ထန်းတော်ကြီးရဲ့အေးရဲ့ပင်ရန်ထက်စီကကြီးငတ်တို့ရဲ့တီကျူးတန်လေးတွေရဲ့တစ်ချက်တစ်ချက်ပြန့်လွင့်လာတဲ့ညာသိမ့်တဲ့ဇေဒီတော်ကြီးရဲ့ရှိုးလွင်လွင်ဆဲလဲတန်လေးများရဲ့စုပေါင်းအားကမကြီးတော်ရွာသူရွာသားတို့ရဲ့စိတ်နှလုံးမှာကြည်နူးပီတိဝမ်းစီထိတဲ့ကဲ့သို့နဝေပီယံရှိလာပေါ်စိမ့်လန်းမှုအေးမြမှုများနဲ့အတူဘာသာရေးရနန်းကိုပေါင်းဆက်နွယ်နေတဲ့မကြီးတော်ကျေးရွာလေးကလည်းတဘာဝတရားကိုမလွန်ဆန်နိုင်ခဲ့ပါဘူး28ရက်3လ2025ခုနှစ်လောက်ခတ်ခဲ့သောမန္တလေးမလင်ကြီးရဲ့အောက်ဝဲဇေဒီတော်မြေခလို့သိန်းကျောင်းဆောင်နှစ်ထက်ကျောင်းဆောင်အပါဇရက်တစောင်းကျောင်းအုတ်တိုင်းအခမ်းပေါင်းများစွာပြိုလဲကြခဲ့ရပါတယ်ယခုအခါဆရာတကားစုပေါင်းလာဖြင့်ကိုစွမ်းညံစွမ်းမကုံခန့်တ၍ရွာရဲ့သာသနာထွန်းကားစေခြင်းကဖယားကျောင်းကအစအဥမှန်သမျှပြန်လည်ပြုပြင်ကြရာ၌တနေ့တည်းကြီးအနေဝေးနေသောမကြီးတော်ကျေးရွာသူကျေးရွာသားများယန္နိယဝေးမှာစေတနာရှင်ကုသိုလ်ရှင်များ၏ငွေအားဒါနလိုအပ်လာပါသဖြင့်မကြီးတော်ဆရာတော်ဖယားနှင့်ဘောဘကလူကြီးမင်းများတာဝန်ရှိလူကြီးမင်းများထံဆက်သွယ်ပြီးတော့တရားတရားနည်းများမဆိုပါဝင်လှူဒန်းနိုင်ကြပါကြောင်း
မကြီးတော်ဆရာတော်ဖရာရဲ့အကူအညီတောင်းခံမှုအရာကျွန်တော်ကိုကျော်ထွန်းမှာနိဗ္ဗာန်အကျိုးမျှော်၍နှိုးဆော်ရိုက်ကူးတင်ဆက်လိုက်ရပါကြောင်းဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ခမညာဘုန်းကြီးကတော့မင်းတိုင်းဒေသကြီးမိလာခရိုင်ဝမ်းတွင်းမြို့နယ်ရေတွင်းအုပ်စုမကြီးတော်ကြီးရွာမကြီးတော်ကျောင်းမှာသတင်းသုံးနေတိုင်းတော်မူပါတယ်ဒီမန်းလေးငရင်နဲ့ပတ်သက်ပြီးတော့ဘုံဘုံရဲ့ကျောင်းမှာလည်းပဲမြတ်သိနေစီတော့မြက်ကြီးရဲ့နောက်တိန်ကျောင်းတော်ကြီးလည်းပျက်စီးယုံရင်းသွားပါတယ်ဒီပြန်လည်ပြီးတော့လည်းပဲပြုပြင်ရပါတယ်နောက်နှစ်ထပ်ကျောင်းဆောင်ပျက်စီးပါတယ်ပျက်စီးပြီးတော့နောက်ကျောင်းဝိုင်းအုတ်တိုင်းခန်းနောက်ဖျားဝိုင်းအုတ်တိုင်းခန်းနှစ်ခုပေါင်းရင်တော့အခန်းပေါင်း140ကျော်140ပျက်စီးပါတယ်အခုချိန်မှာတော့နှစ်ထပ်ကျောင်းဆောင်ကြီးကိုပြန်လည်ပြုပြင်တဲ့အခါမှာကျောင်းတိုင်ကကျောင်းတိုင်ကမှအားလုံးစုပေါင်းပြီးတော့တဆွမ်းသမျှပြန်လည်ပြီးတော့ပြုပြင်ပြီးတူတန်းနေတဲ့အချိန်ကာလဖြစ်ပါတယ်အဲဒီလိုပြုပြင်တဲ့အချိန်ကာလမှာဖြစ်အဝေးမှာရောက်ရှိနေတဲ့မကြီးတော်ကြီးရွာဗုဒ္ဓနယ်ဝင်သူတော်စင်ကျောင်းတိုင်ကကျောင်းတိုင်ကမှအပေါင်းသူတော်ကောင်းတို့အနေနဲ့တဆွမ်းသမျှပါဝင်ပြီးတော့လည်းပဲလှူဒန်းနိုင်ပါတယ်နောက်ထပ်လည်းပဲကျောင်းတိုင်ကကျောင်းတိုင်ကမှဗုဒ္ဓနယ်ဝင်သူတော်စင်အပေါင်းတို့လည်းပဲကျောင်းဆောင်တည်ကြီးအတွက်မိမိတို့တဆွမ်းသမျှပါဝင်လှူဒန်းနိုင်ပါတယ်ပါဝင်လှူဒန်းနိုင်ရင်အတွက်သက်တော်နိုင်ရင်ဘုံဘုံရဲ့ဖုန်းနံပါတ်ကတော့39969410 2643996226461ကိုဆက်သွယ်ပြီးတော့လှူဒန်းနိုင်ပါတယ်အားလုံးသောဗုဒ္ဓနယ်ဝင်သူတော်စင်အပေါင်းတဆွမ်းသမျှမကြီးတော်ကျောင်းတွင်မှာပျက်စီးနေတဲ့ကျောင်းဆောင်များကိုပြုပြင်နိုင်ရင်တဆွမ်းသမျှပါဝင်လှူဒန်းဆောင်ရွက်နိုင်ကြပါစေလို့တိုက်တွန်းနှုတ်ဆက်အပ်ပါတယ်အားလုံးဒါယကဒါယိကမအပေါင်းသူတော်ကောင်းတို့ကျញ្ញမ်းမှာချီချမ်းသာသာဖြင့်မိမိတို့သာသနာအကျိုးစတဲ့တဘိုးနေ့စဉ်နဲ့မြထွန်းဆောင်နိုင်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်များဖြစ်နိုင်ကြပါစေ